immigration နဲ့ထပ်ပြီးတော့ဘိုက်စာလို့ဆိုပြီးတော့မြေအောက်ကိုမြန်မာဆိုင်လာချတာပါနောက်ဆုံးတော့ 7-Eleven မှာပဲဘိုက်စာတာကိုဖြည့်ရှင်းလိုက်ပါတယ်မလဲကတော့ dim sum တစ်ချောင်းရယ်ပိန်နေသီးရယ်ပြီးတော့ shrimp အချိုရည်ရယ်စားပါတယ်တကယ်ချင်းကတော့ပါမုတ်ရယ်ပြီးတော့ yogurt ရယ်တောက်ပါတယ်စားကောင်းတယ်ဆိုပြီးပြောနေတာပါတဲတဲ့ဟိုတယ်ကနေ့တိုင်း2 နာရီမှချက်ခင်လောက်ရမှာဆိုတော့တကယ်ချင်းရဲ့ဟိုတယ်ကိုအရင်သွားပြီးတော့ခဏလေးနားပါမယ်တဲချက်ကင်ကခုမှဝင်ရတာပါပစ္စည်းတွေနေရာချပြီးတော့စောင်းဆိုင်ကိုသွားပါတယ်ဟိုတယ်ရဲ့မြေနီတက်မှာဖွင့်ထားတဲ့မြန်မာစောင်းဆိုင်လေးပေါ့နော်အဲ့ဒီကိုသွားရင်းနဲ့မြန်မာစီရောင်းပွဲတော်လေးကြုံလို့လက်ဖက်တုပ်ရယ်ရွှေအေးရယ်တာပူချုံရယ်ဝယ်စားခဲ့ပါတယ်ပြန်လာပြီးတော့ Thai style ချက်ကင်ဝယ်စားခဲ့ပါတယ် sauce ကအသက်လားမသိဘူးအရင်အရသာရှိပါတယ်vlog လေးရဲ့အဆက်ကိုတော့နောက်ဗီဒီယိုမှာကြည့်ရှုပေးပါအောင်နော်